အားလုံးပဲမင်္ဂလာပါဒီနေ့မှာရှမ်းတရုတ်စာစာဖြစ်တဲ့အာလူပြော့ချက်မီလေးကိုအားလုံးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အရန်လွယ်ကူပြီးတော့မှရိုးရှင်းပြီးတော့မှစားလို့အရန်ကောင်းတဲ့ဟင်းလေးတစ်ခွက်ဖြစ်တဲ့အတွက်လိုက်ကြည့်ပြီးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့အာလူပြုတ်ပါမယ်ဒါခြေကတော့ဒီချိန်မှာအာလူလေးလုံးပြုတ်ခဲ့ပါတယ်9ရက်လောက်တော့စားလို့ရတယ်အာလူပြုတ်နေတဲ့ချိန်မှာကျွန်တော်မုံညင်းချင်းအစိမ်းကိုအရေတက်တက်အဖက်တက်တက်ခွဲထားမှာဖြစ်ပါတယ်အဖက်ကိုအရင်ကြော်ဖို့အတွက်ပါအာလူတွေကနူးသွားပြီးနှက်သွားပြီးဆိုရင်အာလူပြုတ်ကိုဆဲပြီးတော့မှရေခဏဆဲပြီးတော့အခွန်နွားမှာဖြစ်ပါတယ်ပြီးတော့မှအခွန်နွားပြီးသွားပြီဆိုရင်တော့ရလာတဲ့အာလူတွေကိုအားလုံးကိုငရုတ်စုံထဲမှာအရင်ဆုံးထည့်ပြီးတော့မှထောင်းထားမှာဖြစ်ပါတယ်အာလူထောင်းတဲ့ချိန်မှာဆိုရင်အာလူတွေကိုနည်းနည်းညံ့ညံ့လေးထောင်းထားရင်ပိုပြီးအဆင်ပြေတယ်စားတဲ့ချိန်ကျရင်ဒီအဆီလေးမပါအခဲလေးမပါတော့ဘောเนาะမပါပဲစားတဲ့ဟာကပို့ပြီးတော့မှစားလို့ကောင်းပါတယ်ပျော့ပျော့စီစီလေးရတာဖြစ်အောင်လို့ပါအာလူလေးရာထောင်းတာအကုန်လုံးကြီးပါကြည်တယ်လို့ဖြစ်သွားပြီဆိုရင်တော့အရင်ဆုံးကျွန်တော်တို့စီပူအရင်တည်ထားရပါမယ်စီပူတည်ထားပြီးရင်တော့တက်တုံချူ3မှလောက်ကိုတတောက်ဆင်ထားပြီးတော့မှစီရင်တက်ပါမယ်စီတက်တဲ့ချိန်မှာလုံးဝကျွတ်တော့တက်ကြမလို့ပါဘူးနည်းနည်းလေးရွှေရောင်လေးတန်းလာပြီဆိုရင်ရပါပြီရွှေရောင်လေးတန်းလာတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကခဏကအဖက်တစ်ဖက်ထည့်ထားတယ်ကျွန်တော်တို့ပုံရင်းချင်းအစိမ်းကိုကျွန်တော်ထည့်ပြီးတော့မှကြော်မှာဖြစ်ပါတယ်ကြော်တဲ့ချိန်မှာအနံ့ပြောက်တဲ့ကြည့်အောင်ကြော်ပေးရတယ်အရင်ကက်ဆန်လေးကိုဒီချိန်မှာဆိုရင်လက်ဖက်ရည်စားကျွန်းနဲ့စားတာနှစ်ဆုံးစားလိုက်ထည့်ထားတယ်ပြီးတော့မှသင်္ခတ်မှုခနောကိုတော့ခမင်းစားတော့နဲ့ပစုံထည့်ပြီးတော့မှကြော်ထားမယ်ကြော်ရင်းနဲ့နံ့လေးနဲ့အစိမ်းနဲ့နည်းနည်းပြောက်သွားပြီးဒီမွေးလာပြီဆိုရင်ကျွန်တော်တို့ကခဏကထောင်းထားတဲ့အာလူတွေကိုတစ်ခါလေးရောပြီးထည့်ပြီးသားဖြစ်ပါတယ်အဲ့ဒီမှာအာလူနဲ့မုံမြင့်ချင်တော့နှံ့ပါအောင်အရင်ဆုံးနေပြီးတော့မှကြော်ပြီးလိုက်မယ်အဲ့လိုလေးနှံ့နေအောင်ထည့်ပြီးကြော်ပြီးသွားပြီဆိုရင်ခဏကဖယ်ထားတဲ့မုံမြင့်ချင်းအစိမ်းရဲ့အရည်တွေအရင်ထည့်မယ်ထည့်ပြီးတော့မှမှု့မယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ကရေလေးနည်းနည်းလောက်ထည့်ထည့်လိုက်မယ်ထည့်ပြီးတော့မှအားလုံးကိုတမနေအောင်ကျွန်တော်တို့ရောနေပေးလိုက်မယ်ရောနေပြီးရင်ကျွန်တော်တို့မီအေးအေးလေးနဲ့စပြီးတော့မှချက်ထားမှာဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့နေသွားလို့နှံ့သွားပြီးရေတွေရောအားလုံးနှံ့သွားပြီဆိုရင်တော့အဖုံးလေးဖုံးပြီးတော့မှစပြီးတော့မှတည်ထားလို့ရပြီဖြစ်ပါတယ်အဲ့လိုတဲတဲ့အချိန်မှာဆိုရင်လည်းကျွန်တော်တို့ကတစ်ချိန်လုံးအကြာကြီးပြတ်ထားလို့မရဘူးခဏလန့်မယ်မှုမယ်ခဏမှုပြီးမယ်ပေါ့နော်မှုပြီးသွားရင်ကျွန်တော်တို့ကအချိန်ကြာရင်တစ်ခါကျရင်ကျွန်တော်ထောင်းတဲ့ချိန်မှာအခဲလေးတွေအာလူခဲလေးမကြည့်သွားဘူးဆိုရင်ကျွန်တော်ဖိပြီးမှခြေပေးရပါပဲအဲ့တော့မှကျွန်တော်တို့ကအာလူကပျော့စီစီလေးနဲ့ဒီအရသာပြစီစီလေးအရသာကိုခံစားရမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်အာလူရည်တွေလည်းခန်းသွားပြီဒီလိုမျိုးပြက်လာပြီဆိုရင်တော့ကျွန်တော်တို့ကအာလူပြောဟင်းလေးစပြီးတော့မှပွဲပြင်လို့ရပါပြီအဘီနော်ကျွန်တော်စားမဲ့ပကံလုံးထဲကိုအာလူပြော်တွေကိုစားမဲ့ပမာဏလေးကိုကျွန်တော်တို့ထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အိမ်မှာအလွယ်တစ်ခုရှိနိုင်တဲ့ကျွန်တော်တို့စီချက်လေးထည့်မယ်စီချက်ကတော့ချင်းချင်းပြီးထည့်လို့ရတယ်ကျွန်တော်ကတော့နည်းနည်းမှုကြိုက်တဲ့အတွက်စီချက်ကို2ဆုံး3ဆုံးလောက်ထည့်လိုက်တယ်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ကငရုတ်သီးစီချက်မွေးထည့်ထားဖို့လိုတယ်အဲ့ဒါလေးကိုတော့အဆက်များစားရင်တော့အဆက်များချလို့ရတယ်အဆက်မစားရင်တော့နည်းနည်းလေးပဲထည့်ပြီးတော့မှစားလို့ရပါတယ်ဒါဆိုပြီးစုံနဲ့ကျွန်တော်တို့အာလူပြောဟင်းလေးတစ်ခွက်ရသွားဖြစ်ပါတယ်